1989 ခုနှစ်ပဲခူးတိုင်းအတွင်းမှာရှိတဲ့မင်္ဂလာကုန်းရွာလေးမှာနှစ်ပေါင်းများစွာမဖြစ်မနေကျင်းပလာခဲ့တဲ့စီမီပူဇော်ပွဲတစ်ခုကပထမဆုံးအကြိမ်ပြက်ကွက်သွားခဲ့ပါတယ်။အဲ့ဒီညကစပြီးတိတ်ဆိတ်နေခဲ့တဲ့အတိတ်တစ်ခုပြန်လဲနိုးထလာခဲ့ပြီးတော့မှရွာသားတွေမရှင်းလင်းနိုင်တဲ့ယောဂတွေထူးဆန်းတဲ့ဖြစ်ရပ်တွေတစ်စတစ်စဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဖြစ်ရပ်တွေရဲ့နောက်ွယ်မှာတော့နှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့နာကျင်စရာဖြစ်ပျက်တစ်ခုနဲ့မင်းလျော့ခံခဲ့ရတဲ့လူတွေရဲ့အကြောင်းတစ်ခုရှိနေခဲ့ပါတယ်။မင်္ဂလာကုန်းရွာမှာတကယ်ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ဘာကြောင့်နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့တဲ့ကလေးတစ်ခုပြက်ကွက်သွားတဲ့အခါလူတွေတည်ဆုံးမှုတွေပြန်လည်ဖြစ်ပေါ်လာခဲ့လေဆိုတာကိုတော့ကျွန်တော်နဲ့အတူဒီဆက်လန်လေးကိုဆုံးထိလိုက်ပါခန်းစားပေးကြပါအောင်ဗျာ။ကျွန်တော်ရဲ့မင်းဒုက္ခတာ story Facebook page လေးနဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ဒီနေ့ဆက်လန်လေးကိုရေးသားစီစဉ်တင်ဆက်မဲ့မင်းဒုက္ခပဲဖြစ်ပါတယ်။1932ခုနှစ်ပဲခူးတိုင်းမှာမင်္ဂလာကုန်းဆိုတဲ့တိတ်ဆိတ်အေဂျင့်နဲ့ရွာငယ်လေးတစ်ရွာရှိခဲ့ဘူးပါတယ်။အဲ့ဒီရွာလေးဟာအင်ဂျင်များပြားတဲ့ရွာကြီးတစ်ရွာမဟုတ်ပေမဲ့ရွာသားတွေရဲ့စီးလုံးညီညွတ်မှုကြောင့်နှွေးထွေးတဲ့နေရာလေးတစ်ခုတော့ဖြစ်ခဲ့ပါတယ်။မနက်ခင်းတိုင်းဆိုရင်ကြက်တွန်ဆန်တွေနွားလဲဆန်တွေလဲကွင်းထဲကိုထွက်သွားကြတဲ့ရွာသားတွေရဲ့အတန်တွေကြားရပြီးတော့ညနေခင်းရောက်ရင်တော့အင်ဂျင်ရန်တာတွေမှာထိုင်ကတနေ့တာအကြောင်းတွေပြောဆိုရေမောကြရင်လည်းရိုးရှင်းတဲ့ဘဝလေးတွေကိုဖျက်တမ်းနေခဲ့ကြတာပါဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခုကမင်္ဂလာကုန်းရွာရင်ကကြမ္မာကိုပြောင်းလဲပစ်ခဲ့ပါတယ်အဲ့ဒါကတော့ရွာတွေကိုရောက်လာတဲ့ကယောဂကြီးတစ်ခုပါပဲအစပိုင်းမှာတော့လူအနှဲငယ်လောက်သာဖျားနာခဲ့ကြပါတယ်ရာသီဥတုပြောင်းလဲလို့ဖြစ်တာနေမှာပါလို့လူတချို့ကထင်ခဲ့ကြပါတယ်ဒါပေမဲ့ရပ်ပိုင်းအတွင်းမှာပဲအခြေအနေကပြောင်းလဲသွားခဲ့ပါတယ်တိမ်ပြီးတိမ်တယောက်ပြီးတယောက်အဖျားနာသူတွေတိုးပွားလာခဲ့ပါတယ်တချို့အိမ်တွေမှာတော့အိမ်ထဲကနေအပြင်ကိုထွက်နိုင်တဲ့သူတော်မရှိတော့တဲ့အထိမိသားစုကုန်ဖျားနာတဲ့သူတွေဖြစ်ခဲ့ပါတယ်။မိခင်တွေကသားသမီးတွေအတွက်စိုးရိမ်ကြသလိုသားသမီးတွေကလည်းမိဘတွေအတွက်စိတ်ပူနေကြတဲ့အခြေအနေပါ။အဲ့ဒီအချိန်မှာရွာလူကြီးဟာအရေးပေါ်အစည်းအဝေးခေါ်ခဲ့ပါတယ်။ကျုပ်တို့ဒီတိုင်းထားလို့တော့မရတော့ဘူး။မြို့ကဆေးဆရာကိုတွားခေါ်မှရမယ်။အဲ့ဒီလိုဆုံးဖြတ်ခဲ့ရပြီးတဲ့နောက်ဆုံးမှာရွာသားတယောက်ကိုမြို့ကိုပို့ပြီးတော့ဆေးဆရာကိုအခေါ်လွတ်ခဲ့ကြပါတယ်။တပတ်ကြာပြီးတဲ့နောက်မှာတော့မြို့ကဆေးဆရာဟာမင်္ဂလာကုန်းရွာကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ရွာမှာရှိတဲ့အပြင်းထန်ဖျားနာနေတဲ့လူတွေကိုမြင်တာနဲ့ဆေးဆရာရဲ့မျက်နှာမှာလည်းစိုးရိမ်မှုတွေပြည့်နှက်သွားခဲ့ပါတယ်။သူ့မှာပါလာတဲ့ဆေးဝါးတွေဟာအခုရွာသားအလုံးကိုကုပေးဖို့တော့မဖြစ်နိုင်ဘူးဆိုတဲ့စကားတစ်ခုကရွာသားတွေရဲ့နှလုံးသားကိုပို့ပြီးတော့နာကျင်သွားစေခဲ့ပါတယ်။အဲ့ဒီချိန်ကတိုင်းပြည်အခြေအနေကမအေးချမ်းတာကြောင့်ဆေးရဖို့မြို့ကိုသွားဖို့အခက်အခဲများစွာရှိခဲ့ပါတယ်။မင်္ဂလာကုန်းရွာလေးဟာအရန်ခေါင်တဲ့ရွာလေးဖြစ်တာကြောင့်မြို့ကိုသွားဖို့တပတ်လောက်အချိန်ယူရတာပါ။ဆေးဆရာကအခုရှိနေတဲ့ဆေးနဲ့လူများစုကိုကယ်နိုင်အောင်ကြိုးစားပါမယ်။ဒါပေမဲ့အားလုံးကိုတော့ကယ်နိုင်မယ်လို့ကြုံမထင်ဘူး။အဲဒီစကားကြောင့်ရွာသူကြီးကတညလုံးမအိပ်နိုင်ခဲ့ပါဘူး။သူ့ရှေ့မှာရွေးချယ်စရာနှစ်ခုပဲရှိနေခဲ့တာပါ။တရွာလုံးကိုအတူတကွထားပြီးရောပြင်းထန်သွားတာကိုစောင့်ကြည့်မလား။ဒါမှမဟုတ်အပြင်းထန်ဖြစ်နေသူတွေကိုခွဲထုတ်ပြီးတော့ကြံရှိတဲ့သူတွေကိုပဲကယ်တင်ဖို့ကြိုးစားမလား။နောက်ဆုံးမှာတရွာလုံးကိုကယ်တင်ဖို့အတွက်နာကျင်ပွဲဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ရပါတယ်။ယောဂဖြစ်နေသူတွေရဲ့အခြေအနေပေါ်မူတည်ပြီးခွဲခြားဖို့ရွာကြီးဦးဆန်လာရဲ့ဆုံးဖြတ်ချက်ဟာမင်္ဂလာကုန်းရွာသားတွေအတွက်ဘယ်တော့မှမမေ့နိုင်တဲ့နာကျင်စရာဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ယောဂအနှဲငယ်သာဖြစ်နေသူတွေအခြေအနေမပြင်းထန်သေးတဲ့သူတွေကျန်းမာနေတဲ့ရွာသားတွေကိုတော့ဆေးဝါးပေးခြင်းကြိုတင်ကာကွယ်ခြင်းတွေကုသပေးခဲ့ပါတယ်။အဲ့ဒီမှာရင်ဆေးရအတော်ကုန်နေခဲ့တာပါ။ယောဂအလုံးပြင်းထန်နေတဲ့သူတွေကိုတော့ရွာအပြင်ဘက်အသီးခြားနေရာတစ်ခုစီပို့ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကိုကြားရတဲ့အချိန်မှာမိသားစုဝင်တွေရဲ့ရင်ထဲမှာနာကျင်မှုတွေအပြည့်ဖြစ်နေခဲ့ပါတယ်။တကြီးရဲ့ကျမတို့သားကိုဒီလိုမပို့လိုက်ပါနဲ့ကျမတို့ပြုစုပါမယ်ကျမတို့အိမ်မှာပဲထားပြစေဆိုပြီးတော့မိသားစုဝင်တွေကမျက်ရည်တွေနဲ့တောင်းပန်ခဲ့ကြပေမဲ့ရွာသူကြီးဦးဆန်လာဟာသူ့ရဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်နိုင်ခြင်းတော့မရှိခဲ့ပါဘူးသူရင်ထဲမှာလည်းအေးချမ်းနေတာတော့မဟုတ်ခဲ့ပါဘူးသူရှင်မှာရွေးချယ်စရာကနှစ်ခုပဲရှိနေခဲ့တာပါတကြီးဟာရွာတစ်ရွာလုံးအတွက်ဆိုပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုချခဲ့ရတာပါရွာပြင်ကယောဂပြင်းထန်သူတွေကိုထားတဲ့တိကျနေရာလေးကတပြေးပြေးနဲ့နာကျင်မှုတွေနဲ့ပြေးနှက်လာခဲ့ပါတယ်နေခင်အချိန်မှာဆေးဆရာကတက်နိုင်တော့ကုသပေးခဲ့ပါတယ်။ဒါပေမဲ့ညရောက်လာတဲ့အခါမိသားစုနဲ့ဝေးကွာနေကြတဲ့လူနာတွေရဲ့အထီးကျန်မှုဟာပိုပြီးတော့ကြီးမားလာခဲ့တာပါ။တချို့ကတော့နောက်ဆုံးအချိန်မှာမိသားစုရဲ့လက်ကိုတော့မကင်နိုင်ခဲ့ကြပါဘူး။တချို့ကတော့အမောင်ထဲမှာတယောက်တည်းနာကျင်မှုတွေကိုခံစားရင်ဘဝကိုဆုံးခွာခဲ့ကြပါတယ်။နောက်ဆုံးမှာယောဂပြင်းထန်တဲ့သူတွေအားလုံးတည်ဆုံးခဲ့ရပါတယ်။အဲ့ဒီနေရာဟာမင်္ဂလာကုန်းရွာရဲ့အမတ်ရစရာအဆိုးဆုံးနေရာတစ်ခုဖြစ်ခဲ့တာပါ။အချိန်တွေကြာလာတဲ့အခါဆေးဆရာနဲ့ရွာသူကြီးတို့ရဲ့ကြိုးစားမှုကြောင့်ကက်ယောဂတပြေးပြေးငြိမ်သက်လာခဲ့ပါတယ်။ဖျားနာနေသူအများစုပြန်လည်ကောင်းမွန်လာခဲ့ကြပြီးတော့ရွာထဲမှာလည်းအသက်ရှူချောင်လာခဲ့ပါတယ်။ဒါပေမဲ့လူတွေပြန်လည်အသက်ဝင်လာတဲ့မင်္ဂလာကုန်းရွာမှာနောက်ဆုံးချိန်မှာနာကျင်မှုတွေမကျေနပ်မှုတွေနဲ့ထွက်ခွာသွားခဲ့ရတဲ့သူတွေဟာည
ညနဲ့အချိန်တွေမှာထူးဆန်းတဲ့အတန်တွေပေးလာတတ်ပါတယ်။တိတ်ဆိတ်နေတဲ့ညအမောင်ထဲမှာခွေးအုပ်ကြီးဥတန်တွေကပုံမှန်ထက်ပုံမှုကျဲလောင်နေတတ်ပါတယ်။တစ်ခါတလေအဝေးတဲ့နေရာကနေနာကျင်သွားအော်ဟစ်နေတဲ့အတန်တွေလိုအကူညီတောင်းနေတဲ့အတန်တွေမကျင်နှက်မှုတွေနဲ့ငိုကြွေးနေသလိုအတန်တွေကိုရွာသားတွေစတင်ကြားလာခဲ့ရပါတယ်။ညတိုင်းလိုကြားနေရတဲ့ထူးဆန်းတဲ့အတန်တွေကြောင့်မင်္ဂလာကုန်းရွာသားတွေဟာကြောက်လန့်လာကြပါတယ်။ညနေဆောင်းတာနဲ့အိမ်တကားတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပြီးမိသားစုလိုက်စုနေကြပါတယ်။ရွာလမ်းမတွေပေါ်မှာလည်းလူမရှိတော့ဘဲနဲ့အလွန်တိတ်ဆိတ်သွားပါတယ်။ဒီအချိန်တွေကိုရွာသူကြီးဦးဆန်လာသတိထားမိလာတဲ့အခါရွာသားတွေစိတ်အေးချမ်းသာရှိစေဖို့နဲ့အနေကင်းဖို့အတွက်အရေးမချင်းညဘက်အပြင်မထွက်ကြနဲ့ည6နာရီကျော်ရင်ဘယ်သူမှမလိုအပ်ပဲအပြင်မသွားကြနဲ့တော့လို့တရားဝင်အမိန့်ထုတ်ပြန်လိုက်ပါတော့တယ်။မင်္ဂလာကုန်းရွာမှာညရောက်လာတိုင်းလူတိုင်းရဲ့ရင်ထဲမှာမတိမတာကြောက်မှုတွေဝင်ရောက်လာခဲ့ပါတယ်။တနေ့တာလုံးပင်မဆင်းစွာအလုပ်တွေလုပ်နေကြပေမဲ့နေဝင်ချိန်နီးလာတာနဲ့ရွာသားတွေရဲ့မျက်နှာမှာစိုးရိမ်စိတ်တွေပေါ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ည6နာရီကျော်သွားတဲ့မင်္ဂလာကုန်းရွာဟာတိတ်ဆိတ်ပြီးအေးဆက်တဲ့နေရာတစ်ခုလိုဖြစ်သွားလို့ပါ။အိမ်တိုင်းမှာတကားတွေပိတ်ထားကြတယ်။ပရင်းပေါက်တွေကိုချက်ချထားကြတယ်အပြင်ကနေထူးဆန်းတဲ့အတန်တွေကြားရရင်တော့ဘယ်သူမှအဖွင့်မကြည့်ရဲတော့ကြပါဘူးဒီလိုနဲ့ရက်တွေကြာလာခဲ့တယ်10ရက်20တလားတိုင်းရွာသားတွေဟာအမြဲတမ်းသတိနဲ့နေထိုင်လာခဲ့ကြပါတယ်နေငယ်မှာအသက်ရှင်နေကြပေမဲ့ညရောက်တိုင်းမှာတော့ကြောင်းရွံ့မှုတွေနဲ့ရင်ဆိုင်ကြရပါတယ်တညမှာတော့ရွာထဲမှာလူသိများတဲ့အရက်သမား2ယောက်ဖြစ်တဲ့ငထိုးနဲ့ငအူးတို့ဟာအရက်တောက်ပြီးမူမူယူယူနဲ့ရွာလမ်းပေါ်ရှောက်လာခဲ့ကြပါတယ်သူတို့နှစ်ယောက်ဟာတခြားရွာသားတွေလိုတဲကြောက်တဲ့သူတွေမဟုတ်ကြပါဘူးအရက်ရှင်ဘာမှမကြောက်ဘူးဆိုတဲ့စိတ်နဲ့ညအချိန်တွေမှာတော့အပြင်ထွက်တတ်ကြပါတယ်အဲ့ညမှာလည်းလမ်းပေါ်မှာသူတို့လမ်းလျှောက်လာရင်ဒီရွာကလူတွေကလည်းကြောက်တက်လိုက်တာအတန်လေးကြားနဲ့အိမ်ထဲပုံနေကြတယ်ဆိုပြီးတော့မူးယူပြီးတော့ရေမောကပြောဆိုနေခဲ့ပါတယ်ဒါပေမဲ့သူတို့လမ်းလျှောက်လာရင်လည်းရွာအပြင်ဘက်အရင်ကလူနာတွေကိုတီးခြားထားခဲ့တဲ့နေရာနားကိုရောက်တော့သူတို့နှစ်ယောက်ရဲ့ရဲတန်းတွေကရုတ်တရက်ရက်တန့်သွားခဲ့ပါတယ်ရုတ်တရက်အေးဆက်သွားပြီးအမောင်တို့တွေကနေမိကိုရောင်အရိပ်တွေပေါ်ထွက်လာခဲ့ပါတယ်ငထူးနဲ့ငအူးတို့အလန့်တကြားကြည့်မိလိုက်တဲ့အခါသူတို့ရှေ့မှာမျက်နှာတွေဖြော့တော့နေပြီးတော့ကိုယ်ခန္ဓာတွေဆွေးမြေ့တဲ့လူပုံသဏ္ဍာန်အများအပြားကိုတွေးလိုက်ရပါတယ်အဲဒီလူတွေဟာရွာပြင်ကတီးခြားနေရမှာနာကျင်မှုတွေနဲ့တေဆုံးသွားခဲ့ရတဲ့သူတွေပါပဲငါတို့ကိုဘာလို့ပြစ်ထားခဲ့တာလဲငါတို့အရန်နာကျင်ရတယ်ဆိုတဲ့ကြောက်မက်ဖွယ်အတန်တွေကသူတို့ရဲ့နားတွေကိုတိုးဝင်လာခဲ့ပါတယ်အရေးတွေဟာသူတို့နှစ်ယောက်ကိုဝိုင်းရံလာပြီးတော့တေဆုံးသွားသူတွေဟာအေးဆက်တဲ့လက်တွေနဲ့ကင်တွယ်ဖို့ကြိုးစားနေပါတယ်ငထိုးနဲ့ငအူးတို့ဟာအကြောက်လွန်ပြီးတော့အော်ဟစ်ဖို့တောင်မေ့သွားခဲ့ကြပါတယ်သူတို့ရဲ့မျက်လုံးရှင်းမှာအသားသားတွေပြတ်ထွက်နေတဲ့မျက်နှာတွေတွေးဆက်တွေစီးကျနေတဲ့မျက်လုံးတွေကသူတို့ကိုစိုက်ကြည့်နေတာပါအသက်ရှူရတာတော့ရက်တန့်သွားသလိုခံစားလိုက်ရတဲ့အချိန်မှာသူတို့နှစ်ယောက်စလုံးလမ်းပေါ်မှာလဲကျသွားပြီးအတိစိတ်လွတ်မတဲ့ကြောက်ရွံ့မှုတွေကိုခံစားခဲ့ရတာပါနောက်တစ်နေ့မနက်မှာတော့ငထိုးနဲ့ငအူးတို့ကရွာတွေကိုမနဲ့တွားသွားပြီးတော့ပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့မင်းညကတွေးခဲ့ရတဲ့မြင်ကွင်းတွေကြောင့်သူတို့ရဲ့မျက်ဝန်းထဲမှာအကြောက်တရားတွေကိန်းအောင်နေခဲ့ပြီးတော့ငထိုးနဲ့ငအူးဟာနောက်ဆုံးမှာတော့အကြောက်လွန်ပြီးတော့အဲ့ရတဲ့လဲသွားခဲ့ပါတယ်အဲ့ဒီညနောက်ပိုင်းမှာပို့ပြီးတော့တေးချဂယုဆိုင်လာခဲ့ကြပါတယ်ဒါဟာရိုးရိုးကြောက်စရာအတန်တခုမဟုတ်တော့ပဲနဲ့အပြင်ထွက်တဲ့လူတိုင်းကိုအသက်အန္တရာယ်ပေးနိုင်တဲ့အထိဖြစ်နိုင်တယ်ဆိုတာကိုနားလည်သွားခဲ့ကြပါတယ်မင်္ဂလာကုန်းရွာမှာငထိုးနဲ့ငအူးတို့ရဲ့အဖြစ်ဖြစ်ခဲ့ပြီးနောက်ပိုင်းစက်တိုက်ဆိုသလိုရွာသားအားလုံးဟာညဘက်ကိုအရင်ကတည်းကပုံမကြောက်ရွံ့လာခဲ့ကြပါတယ်ညနေနေဝင်တာနဲ့အိမ်တိုင်းလိုတကားတွေပိတ်ထားကြပါတယ်ကလေးတွေကိုအပြင်မထွက်ခိုင်းတော့ဘူးလူကြီးတွေကလည်းညဘက်လမ်းမတွေပေါ်မသွားရတော့ပါဘူးတခါတလေညအမောင်တွေကနေကြားတဲ့နာကျင်သွားအော်ဟစ်တန်တွေအဝေးကနေလာသလိုထင်ရတဲ့အခြေအတန်တွေကြောင့်ရွာသားတွေရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေပိုပြီးကြီးမားလာခဲ့တာပါဒါပေမဲ့မင်္ဂလာကုန်းရွာမှာတခြားလူတွေနဲ့မတူတဲ့လူတစ်ယောက်တော့ရှိနေခဲ့ပါတယ်သူကတော့လူမိုက်ဖိုးစီဖြစ်ပါတယ်ဖိုးစီကရွာထဲမှာလက်ရည်ဆက်ရည်ရှိတဲ့ခန္ဓာကိုယ်ကြီးမားကြန့်ခိုင်ပြီးတော့အားသန်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဘယ်ရမဆိုသူကမကြောက်တဲ့လူပါရွာသားတွေကညဘက်အပြင်မထွက်ရတဲ့အချိန်မှာတော့ဖိုးစီကတော့အတန်လေးကြားနေခမရတို့ဒီတော့တောင်ကြောက်နေကြတာလားဆိုပြီးတော့အရေးမထားတတ်ပါဘူးသူဟာဝိညာဉ်တွေတရေတွေဆိုတာကိုလုံးဝမယုံကြည်တတ်တဲ့သူပါတလားကျော်လောက်ရွာသားတွေကြောက်ရွံ့ပြီးတော့နေထိုင်လာရတဲ့အခါဖိုးစီဟာဒီချင်းတွေကိုမကျေနပ်တော့ပါဘူးရွာတွေကလုံးလူမနေသလိုဖြစ်နေပြီးအမောင်တွေကနေချောင်းလန်းနေတာလောက်နဲ့ငါတို့ကဒီလိုပုံနေရမှာလားဆိုပြီးတော့နောက်ဆုံးတညမှာတော့ည9နာရီကျော်လောက်ချိန်မှာရွာလေလမ်းမပေါ်မှာဖိုးစီတယောက်တည်းထွက်လာခဲ့ပါတယ်သူ့လက်ထဲမှာတော့ဓာတ်တစ်ချောင်းကိုကင်ထားပါတယ်အိမ်ထဲကနေချောင်းကြီးနေကြတဲ့ရွာသားတွေကတော့ဖိုးစီကိုမြင်လိုက်ရတဲ့အခါအော်တင်သွားခဲ့ကြပါတယ်ဖိုးစီပြန်လာပါကွာမတော်ပါနဲ့တချို့ကတူတူပြောကြပေမဲ့ဖိုးစီကတော့နောက်ပြန်လက်မကြည့်ခဲ့ပါဘူးသူကရွာလေလမ်းမမှာရက်ပြီးအမောင်တွေကိုကြည့်ကအော်ပြောလိုက်ပါတယ်ဟေ့တကယ်ရှင်းထွက်လာခဲ့အမောင်တွေကနေလူတွေကိုချောင်းလမ်းမနေနဲ့တတိရှင်းလူလုံးထွက်ပြငါကမကြောက်တတ်ဘူးဟေ့ကြိုက်တဲ့ကောင်ထွက်ခဲ့
ဖိုးစီရဲ့အတန်ဟာတိတ်ဆိတ်နေတဲ့ညအမောင်ထဲမှာပြန်နှံသွားခဲ့ပါတယ်ခဏလောက်ဘာအတန်မှမကြားရပါဘူးရွာသားတွေဟာလည်းအိမ်ထဲမှာအသက်ရှူတဲ့အောင်မကြားရတော့အောင်ငြိမ်သက်နေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲရွာတွေကခွေးတွေကတပြိုင်နက်တည်းဥတန်ကြီးတွေထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်တွေဟာတရွာလုံးကိုလွှမ်းခြုံသွားခဲ့ပါတယ်ပြီးတော့ခဏကြာမှညအမောင်တွေကနေဖိုးစီရဲ့အတန်ကိုကြားလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအတန်ဟာအရင်လိုရဲရဲတောက်စိန်ခေါ်နေတဲ့အတန်မဟုတ်တော့ပါဘူးကြောင်းရုံမှုတွေပြည့်နေတဲ့အတန်တစ်ခုဖြစ်နေခဲ့ပါတယ်ကဲကြပါအောင်ဗျာကဲကြပါအောင်ဆိုတဲ့ဖိုးစီရဲ့အော်တန်ဟာညအမောင်ထဲမှာပေါ်ထွက်လာခဲ့ပါတယ်အိမ်ထဲမှာရှိနေတဲ့ရွာသားတွေရဲ့ရင်ထဲမှာကြောင်းရုံမှုတွေပုံမတိုးပေါ်လာခဲ့ပါတယ်တကြီးဥဆန္ဒအပါဝင်ရွာသားအလုံးကကြောက်လွန်တာကြောင့်ပိတ်ထားတဲ့တကားတွေကိုဖွင့်ပြီးတော့အပြင်ထွက်ကြည့်ဖို့မရဲခဲ့ကြပါဘူးအိမ်ညာမှာမင်္ဂလာကုန်းရွာရဲ့အမောင်ထဲမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးဒါပေမဲ့နောက်နေ့မနက်မှာတော့ရွာသားအလုံးကြောင်းထိတ်လန့်စေမဲ့မြင်ကွင်းတစ်ခုကိုတွေ့မြင်ခဲ့ရပါတော့တယ်မနက်ခင်းနေအောင်ကြည့်လေမင်္ဂလာကုန်းရွာဘက်ကိုဖြည်းဖြည်းချင်းကြားရောက်လာတဲ့အချိန်အိမ်တကားတွေတစ်ခုပြီးတစ်ခုပွင့်လာခဲ့ပါတယ်မင်းညာကဖြစ်ပျက်ခဲ့တာကိုသိကြစိမ့်နဲ့ရွာသားတွေရဲ့အိမ်အပြင်ကိုတဖြည်းဖြည်းထွက်လာခဲ့ကြပါတယ်မင်းညာကဖိုးစီရက်နေခဲ့တဲ့ရွာလေလမ်းမဘက်ကိုလူတွေစုပြီးတွားကြည့်ခဲ့ပါတယ်ဒါပေမဲ့သူတို့မျက်လုံးရှင်းမှမြင်လိုက်ရတဲ့အရာကြောင့်အားလုံးရဲ့ခြေနှမ်းတွေရက်တန့်သွားပြီးတော့ပါသက်အဟောင်းသားဖြစ်သွားခဲ့ကြပါတယ်ရွာလေလမ်းမပေါ်မှာလုံမိုက်ဖိုးစီရဲ့ခန္ဓာကိုယ်ကိုတွေးလိုက်ရပါတယ်မင်းညာကအထိတတိအပြည့်နဲ့အမောင်တွေကိုစိန်ခေါ်ခဲ့တဲ့ဖိုးစီအခုတော့လူတစ်ယောက်ရဲ့ပုံစံမဟုတ်တော့ပဲရုပ်ပြန်ဆွင်းပြန်ဖြစ်နေပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်ကတစားစီဆုပ်ပြဲခံထားရတယ်လို့ခြေလက်တွေကလိန်ခေါက်နေပြီးအဝိစာတွေကလည်းအဆုပ်ဆုပ်ပြဲပြဲဖြစ်နေပါတယ်မျက်လုံးတွေကပြူးကျဲနေပြီးတော့အသက်မရှိတော့တဲ့သူ့မျက်နှာမှာကြမ်းရင်ခဲ့တဲ့အလုံးအမင်းထိတ်လန့်နေတဲ့အရေးအယောင်တွေကကြီးလိုက်တဲ့သူတိုင်းကိုရင်တုန်သွားစေပါတယ်အဲ့ဒီမြေခွင်းဟာရွာသားတွေအတွက်ယုံကြည်နိုင်တဲ့အမရှိတော့ကြောက်စရာကောင်းခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးမင်္ဂလာကုန်းရွာသားတွေရဲ့ကြောင်းရုံမှုကအရင်ကထက်ပုံမကြီးမားလာခဲ့ပါတယ်အခုဆိုရင်သူတို့ကညအမောင်ကိုသာမကအိမ်အပြင်ထွက်ဖို့တောင်မတွေးရတော့ပါဘူးလူသေးဆုံးမှုပါဖြစ်လာတဲ့အခါတကြီးဦးဆန်လာအနေနဲ့ဒီအချင်းတွေကိုလက်ပိုက်ကြည့်နေလို့မရတော့ပါဘူးသူဟာရွာထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေအတွက်အပြေရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ရွာကအထက်လန်ဆရာတို့ဖြစ်တဲ့ဦးသားဟန်နဲ့တိုင်ပင်ခဲ့ပါတယ်ဦးသားဟန်ဟာအသက်60ဝန်းကျင်ရှိပြီးအထက်လန်ပညာရပ်တချို့ကိုလေ့လာထားသူဖြစ်ပါတယ်တကြီးရေဒီကိစ္စကကြောက်အဆွမ်းနဲ့တော့မနိုင်ဘူးဗျဦးသားဟန်ဝန်ခံလိုက်ပါတယ်အဲ့နောက်ဦးသားဟန်ရဲ့ဆရာဖြစ်သူအသက်60အရွယ်ရှိပြီးပညာကုန်းသီလသမารီနဲ့ပြည်စုံသူတို့လူသိများတဲ့ဘိုးတော်စိန်မာတင်ကိုကူညီတောင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရနေငယ်ကြပြီးတော့မင်္ဂလာကုန်းရွာတွေကိုအသက်အရွယ်ကြီးရင်တဲ့အဖို့အတူဝင်ရောက်လာခဲ့ပါတယ်။သူ့ရဲ့ချင်းလန်းတွေကတဖြည်းဖြည်းချင်းဖြစ်ပေမဲ့သူ့မျက်ဝန်းတွေကတော့တောက်လောင်နေခဲ့ပါတယ်။အဲ့ဒီလူကတော့ဘိုးတော်စိန်မာတင်ပဲဖြစ်ပါတယ်။သူကရွာလမ်းကိုဖျက်တမ်းလာရင်လည်းပတ်ဝန်းကျင်ကအငွေ့သက်တွေကိုရိပ်မိနေပုံရပါတယ်။နောက်ဆုံးတကြီးအိမ်ကိုရောက်တဲ့အချိန်တကြီးကဘာမှမပြောရသေးခင်မှာပဲဘိုးတော်စိန်မာတင်ဟာသူ့ရဲ့ဆေးရွက်အိတ်ကိုကျမ်းမင်းပေါ်ကိုဒုံးကနေချလိုက်ပြီးတော့တကြီးနဲ့ဦးသားဟန်ကိုကြည့်ကဒေါသတကြီးအော်ဟစ်လိုက်ပါတယ်ဆန်လာမင်းတော်မိုက်မယ်တဲ့ကောင်ပဲတကြီးဟာအံ့ဩတင့်သွားခဲ့ရပါတယ်ဘိုးတော်စိန်မာတင်ကဆက်ပြီးအတန်မမာနဲ့ပြောပါတယ်လူတိုင်းကအသက်ရှင်နေကြတယ်ကွာအခုကြည့်ရွာတရွာလုံးကိုငရဲလို့ဖြစ်အောင်လှုပ်ထားပြီးမင်းတို့ကဒီလိုထိုင်ကြည့်နေတာလားမင်းကရွာသူကြီးတယောက်ကွာမိဘတယောက်လို့ဆောက်ရှောက်အောင်ပါဒေါသတကြီးအော်ဟစ်ပြောဆိုပါတော့တယ်ပြီးတော့ဘိုးတော်စိန်မာနေရသူ့ပေမှာထိုင်နေတဲ့သူ့တပည့်ဦးသားဟန်ဘက်ကိုလှည့်ကြည့်ပြီးတော့ပိုးမို့ဒေါသထွက်သွားနဲ့တာဟန်မင်းကငါ့တပည့်မှာဟုတ်ရဲ့လားငါတပည့်ဆိုရင်ဒီလိုအချိန်မျိုးမှာမင်းဘာလုပ်နေရလဲမင်းတယောက်လုံးရွာမှရှေ့တာနဲ့ဒီလောက်ထိဖြစ်အောင်မင်းဘာလို့မတားခဲ့တာလဲမင်းကငါဘာတွေတင်မိခဲ့လဲလူအသက်ထက်ကြီးတဲ့ပညာဆိုတာမရှိဘူးကွာလို့နာကျင်ဒေါသထွက်သွားနဲ့ငေါက်ငန်ပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာတကြီးဦးဆန်လာနဲ့ဦးသားဟန်တို့ဟာဘာစကားမှပြန်မပြောနိုင်တော့ပဲနဲ့ကြောင်းရုံမှုနဲ့နောင်ရတရားတို့ကြောင့်ခေါင်းငုတ်ခါတိတ်ဆိတ်နေခဲ့ပါတယ်ဘိုးတော်စိန်မာနေတဲ့စကားတွေဟာရွာတကြီးဦးဆန်လာရဲ့နှလုံးသားတွေကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်တကြီးကမျက်နှာကိုငုတ်ထားပြီးဘာစကားမှမပြောနိုင်ခဲ့ပါဘူးအကြောင်းကတော့သူကိုယ်တိုင်လည်းအဲ့ဒီဆုံးဖြတ်ချက်ကိုချခဲ့တဲ့နေ့ကစပြီးစိတ်အေးချမ်းခြင်းမရှိခဲ့တော့ပါပဲရွာတရွာလုံးကိုကယ်တင်ဖို့အတွက်ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့ပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကြောင့်နာကျင်ခဲ့ရတဲ့သူတွေရဲ့အရေးဟာသူ့နောက်ကနေအမဲလိုက်နေသလိုခံစားနေခဲ့ရတာပါဘိုးတော်စိန်မာတဲ့ကတည်ငြိမ်တဲ့အတန်နဲ့ဆက်ပြောလိုက်ပါတယ်ဆန်လာမင်းတို့ဘာလုပ်ခဲ့လဲဆိုတာကိုငါမသိပဲပြောနေတာမဟုတ်ဘူးအဲ့ဒီအချိန်ကမင်းမှလည်းရွေးချက်စရာနဲခဲ့မှာပဲရွာတရွာလုံးကိုကယ်ဖို့မင်းစူးစမ်းခဲ့တာကိုလည်းငါနားလေတယ်ဒါပေမဲ့အသက်တစ်ထောင်ချင်းစီဟာတန်မိုးရှိတယ်ကွာနောက်ဆုံးအချိန်ကြီးငါတို့ကယ်တင်ဖို့စူးစမ်းရမှာပဲဘသူအသက်ကိုမှအလွယ်တကူပြစ်ထားလို့မရဘူးလို့ပြောခဲ့ပါတယ်ပြီးတော့ဘိုးတော်စိန်မာနေဟာမျက်လုံးမိတ်ကခဏတိတ်ဆိတ်နေခဲ့ပါတယ်အဲ့ဒီနောက်
ဆန်လာရေသူတို့အတွက်ဘလောက်ပဲမတရားတာတွေဖြစ်ခဲ့လူတက်တဲ့အထိသူတို့ဖြစ်အောင်လုပ်တာကိုတော့ငါလည်းလက်မခံနိုင်ဘူးဒါပေမဲ့ငါကအမုန်းကိုအမုန်းနဲ့မတိုက်ဘူးမြစ်တာနဲ့ငါဖြည့်ရှင်းမယ်လို့ပြောခဲ့ပါတယ်တကြီးဦးဆန်လာဟာဘိုးတော်စိန်မာနေရဲ့စကားတွေကိုနားထောင်ရင်းနဲ့မျက်ရည်တွေဝဲလာခဲ့ပါတယ်အဲ့နောက်ဘိုးတော်စိန်မာနေဟာအပြင်ဘက်ကယောဂကြောင့်တည်ဆုံးခဲ့ရတဲ့သူတွေထားတဲ့နေရာကိုသွားကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ငါရင်တော့အဲ့နေရာကိုသွားကြည့်မယ်ဟုဆိုကရွာပြင်ဘက်ကိုရောက်လာတဲ့အချိန်မှာအဲ့နေရာထူးခြားစွာနဲ့တိတ်ဆိတ်နေခဲ့ပါတယ်လေတိုက်တန်တေးရွက်လုံးတန်အရာအလုံးကထူးခြားငြိမ်သက်နေခဲ့ပါတယ်ဘိုးတော်ချိန်မှနေဟာအဲ့ဒီနေရာမှာအချိန်တော်ကြာရက်နေခဲ့ပါတယ်ဒါပေမဲ့သူမျက်နှာမှာတော့ဝမ်းနည်းမှုတွေတနာမှုတွေပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့တကြီးဘက်ကိုလှည့်ပြီးပြောလိုက်ပါတယ်ဆန်လားသူတို့ရဲ့နှာကျင်မှုကိုငါခံစားရတယ်သူတို့ကအမုန်းကြောက်ပဲဒီလိုဖြစ်နေတာမဟုတ်ဘူးမင်းလေးရောခံရတဲ့ခံစားချက်ပြစ်ထားခံရတဲ့ခံစားချက်အဲ့ဒါတွေကသူတို့ကိုမငြိမ်းချမ်းစေဘူးလို့ပြောခဲ့ပါတယ်တကြီးဟာကောင်းကုန်ပြီးတိတ်ဆိတ်နေခဲ့ပါတယ်ပြီးတော့ဘိုးတော်စိန်မာနေကဒီနေရာမှာဆုတောင်းပွဲလုပ်မယ်နေရတိတိငါလုပ်မယ်သူတို့အတွက်မြစ်တာပို့မယ်သူတို့ရဲ့နာကျင်မှုတွေငြိမ်းချမ်းပါစေဆိုပြီးဆုတောင်းမယ်ဆုတောင်းမယ်ဟုဆိုတာပြောခဲ့ပြီးတော့တကြီးဦးဆန်လာဟာလည်းဘိုးတော်စိန်မာနေရဲ့စကားအတိုင်းလိုအပ်တဲ့အရာတွေကိုပြင်ဆင်ခဲ့ပါတယ်အုံပွဲငပြောပွဲဖျောင်းနိုင်တယ်အမွှေးတိုင်းနေနဲ့တည်ဆုံးခဲ့ရတဲ့သူတွေအတွက်လိုအပ်တဲ့အရာအလုံးကိုပြင်ဆင်ခဲ့ပါတယ်အဲ့နောက်ဘိုးတော်စိန်မာနေဟာအဲ့နေရာမှာစတင်ပြီးဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်ဆုတောင်းပွဲလုပ်တဲ့နေရာစလုံးမှာသူဟာတစ်တီအနေငယ်နဲ့ရေကိုသာတောက်တုံးခဲ့ပါတယ်။နာကျင်မှုတွေနဲ့ထွက်ခွာသွားခဲ့ရတဲ့ရွာသားတွေအတွက်ငြိမ်းချမ်းမှုရသည်ကိုသာအာရုံစိုက်ခဲ့ပါတယ်။သူ့ရဲ့ရွှေရဲ့ချက်ကတော့နေနေဖို့မဟုတ်ပါဘူး။မောင်းထုတ်ဖို့လည်းမဟုတ်ဘူး။နာကျင်နေရတဲ့ဝိညာဉ်တွေကိုငြိမ်းချမ်းမှုရသည်ကိုသာဖြစ်ပါတယ်။ဒုတိယနေ့နောက်ဆုံးအချိန်မှာတော့ဘိုးတော်စိန်မာနေဟာတိတ်ဆိတ်ထိုင်နေခဲ့ပါတယ်။သူမျက်နှာမှာပင်ပန်းနှုံးနေမှုတွေရှိနေပေမဲ့မျက်လုံးတွေထဲမှာတော့တနာခြင်းနဲ့ဂရုဏာတရားတွေပြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဖြည်းဖြည်းချင်းမျက်လုံးပွင့်ပြီးတော့တကြီးဦးဆန်လာကိုခေါ်လိုက်ပါတယ်ဆန်လာငါတက်နိုင်တော့လုပ်ခဲ့ပြီဒါပေမဲ့မင်းတို့ဘက်ကလည်းလောမဲ့အရာတွေရှိသေးတယ်ဒီနေရာမှာသူတို့ကိုမမေ့ချောင်ပြသဖို့စေရီတဆူတည်ပေးရမယ်အဲ့ဒီစေရီမှာနှစ်တိုင်းမြန်မာလာရဲ့နောက်ဆုံးလာပင်းနဲ့ရောက်တိုင်းစီမီပူတော်ပွဲတစ်ခုလုပ်ပေးရမယ်သူတို့ကိုမမေ့မလျော်နဲ့မေတ္တာပို့ရမယ်ဒါဟာမင်းတို့ရွာအတွက်တိတ်ကိုအရေးကြီးတယ်ဒီကိစ္စကိုမင်းပေါ်မမတ်နဲ့တစ်နှစ်ပြီးတစ်နှစ်ဆက်တိုက်တာလို့ပြက်ကွက်မသွားနဲ့မင်းတို့မြင်ပြလိုက်တဲ့အချိန်ကပရလောကစီပေါက်တဲ့အချိန်ပဲအဲ့လိုတွေဖြစ်လာရင်ငါလည်းဘာမှမတတ်နိုင်ဘူးဆန်လိုက်ရေလို့ပြောခဲ့ပါတယ်တကြီးဦးဆန်လာဟာဘိုးတော်စိန်မာရဲ့စကားကိုနားထောင်ပြီးကျွန်တော်တောင်းဝင်ယူပါမယ်ဘယ်တော့မှမမေ့ပါဘူးလို့ခတိအထက်ထပ်ပေးခဲ့ပါတယ်အဲ့နောက်မင်္ဂလာကုန်းရွာသားတွေဟာရွာပြင်ကအဲ့ဒီနေရာမှာဇေဒီကိုတိဆောက်ဖို့စတင်ခဲ့ကြပါတယ်ရွာသားအလုံးဟာကိုစီကုံကပါဝင်ကူညီခဲ့ကြပါတယ်တချို့ကဆောက်လုပ်ရေးအတွက်ကူညီကြတယ်တချို့ကလိုအပ်တဲ့ပစ္စည်းတွေရှာဖွေပေးကြတယ်တချို့ကတော့နေညမပြန်ဆူတောင်းမြတ်တာပို့သားခဲ့ကြပါတယ်အချိန်တစ်ခုကြာပြီးနောက်အဲ့ဒီနေရာမှာဇေဒီဟာပြီးစီးသွားခဲ့ပါတယ်ဇေဒီတော့ပြီးဆုံးတဲ့နေ့မှာတော့ရွာသားအလုံးစုပေါင်းပြီးစီမီပူတော်ပွဲကျင်းပခဲ့ကြပါတယ်အဲ့ဒီညမှာမင်္ဂလာကုန်းရွာဟာအချိန်တော်တော်ကြာပထမဆုံးအချိန်ကြောင်းရွံ့မှုမဟုတ်တဲ့စိတ်အေးချမ်းပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်စီမီရောက်တွေကအမောင်ထဲမှာတောက်ပနေခဲ့ပြီးတော့ရွာသားတွေရဲ့ရင်ထဲမှာလည်းအေးချမ်းမှုတစ်ခုပြန်လည်ရရှိလာခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့နှစ်တိုင်းမြန်မာလာရဲ့နောက်ဆုံးလပြည့်နေ့ရောက်တိုင်းမင်္ဂလာကုန်းရွာသားတွေဟာအဲ့ဒီစီဒီမှာစီမီပူတော်ပွဲတွေအကြီးအကျယ်ပြုလုပ်ကျင်းပခဲ့ကြပါတယ်အချိန်တွေကြာလာခဲ့ပါတယ်နှစ်တွေပြောင်းလဲလာခဲ့တယ်တကြီးဦးဆန်လာလည်းအသက်ကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ဘဝတစ်ခုကိုအဆုံးသတ်သွားခဲ့ပါတယ်ဘိုးတော်ဆွေမာနဲ့ဦးသားဟန်တို့လည်းမရှိကြတော့ပါဘူးဒါပေမဲ့သူတို့ထားခဲ့တဲ့ကတိတစ်ခုကတော့မင်္ဂလာကုန်းရွာသားတွေရဲ့စိတ်ထဲမှာကြံရှိနေခဲ့ပါတယ်သို့တော့အချိန်ကြာလာတဲ့နဲ့အမျှလူတွေဟာအတိတ်ကအဖြစ်အပျက်တွေကိုတဖြည်းဖြည်းမေ့လာခဲ့ကြပါတယ်နှစ်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ကြပါတယ်မင်္ဂလာကုန်းရွာမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြီးဟာလည်းအချိန်ရဲ့ဖိုးကွယ်မှုအောင်မှာတဖြည်းဖြည်းဝေးကွာသွားခဲ့ကြပါတယ်ဒီချိန်ကရွာသားအလုံးကြောင်ရုံထိန်လန့်ခဲ့ရတဲ့အဲ့ဒီနေရက်တွေဟာနောက်ပိုင်းမျိုးဆက်တွေအတွက်တော့အတိတ်ကဖြစ်ရတဲ့ခုလိုဖြစ်လာခဲ့ပါတယ်အစပိုင်းနှစ်တွေမှာတော့ဘိုးတော်စိန်မာနဲ့မာခဲ့တဲ့အတိုင်းမြန်မာလာရဲ့နောက်ဆုံးလာပင်းနဲ့ရောက်တိုင်းရွာသားတွေဟာစေရီတော်မှာစုပေါင်းပြီးစီမီပူတော်ပွဲတွေကျင်းပခဲ့ကြပါတယ်အဲ့ဒီနေ့ရောက်တိုင်းစေရီပတ်ဝန်းကျင်မှာစီမီရောက်နေလင်းလက်နေခဲ့ပြီးတော့တင်ဆုံးခဲ့ရသူတွေအတွက်အဆုတောင်းမြတ်တာပို့သားခဲ့ကြပါတယ်ဒါဟာမင်္ဂလာကုန်းရွာသားတွေရဲ့ခရီးတစ်ခုဖြစ်ခဲ့ပါတယ်သူတို့မမေ့ဘူးဆိုတဲ့ခရီးတစ်ခုပါပဲဒါပေမဲ့အချိန်ကာလတွေပြောင်းလဲလာတာနဲ့အမျှနောက်ထပ်မွေးလာတဲ့လူငယ်တွေအတွက်တော့အဲ့ဒီအဖြစ်အပျက်တွေဟာအရင်လူကြီးတွေပြောခဲ့တဲ့ပုံမြင်တွေလို့သာထင်လာခဲ့ကြပါတယ်1988ခုနှစ်အရောက်မှာတော့ခေတ်ကာလပြောင်းလဲလာတဲ့ကြောင့်အရင်လိုစီကားခမ်းနားခဲ့တဲ့စီမီပူတော်ပွဲတွေမလုပ်ကြတော့ပါဘူးဒါပေမဲ့ရွာရဲ့သမိုင်းကိုသိရှိထားတဲ့အသက်ကြီးသူတချို့ကတော့အဲ့ဒီကတိကိုမပြတ်စေဖို့ကြိုးစားခဲ့ကြပါတယ်လူအများကြီးနဲ့တော့မဟုတ်ပေမဲ့လူ၄-၅ယောက်နဲ့သာအချင်းချင်းစီမီပူတော်ပွဲဆက်လက်ပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့1989ခုနှစ်ကိုရောက်တဲ့အခါမှာတော့မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကဖြစ်ပေါ်လာခဲ့ပြန်ပါတယ်အဲ့ဒီနေ့မှာစီမီပူတော်ပွဲကျင်းပရမယ်မြန်မာလာရဲ့နောက်ဆုံးလပြည့်နေ့မှာနှွေးခေါင်းအချိန်ကြီးဖြစ်ပေမဲ့မိုးတွေရုတ်တရက်အလွန်မင်းရွာသွန်းခဲ့ပါတယ်မိုးရေတွေကြောင့်စီစဉ်ထားတဲ့ပူတော်ပွဲကိုမပြုလုပ်နိုင်ခဲ့ကြပါဘူး
အိမ်ညာမှာတော့နှစ်ပေါင်းများစွာဆက်လက်ထိသိမ်းလာခဲ့တဲ့ဂတိတကူပထမဆုံးအကြိမ်ပြက်ကွက်သွားခဲ့ပါတယ်ဘသူမှမသိခဲ့ကြပေမဲ့အိမ်ညာကစပြီးတော့မင်္ဂလာကုန်းရွာရဲ့ကံကြမ္မာဟာတဖန်ပြောင်းလဲလာခဲ့ပါတယ်အစာပိုင်းမှာတော့လူတချို့ဖျားနာလာခဲ့ပါတယ်တစ်ယောက်နှစ်ယောက်နောက်ပိုင်းမှာကတော့အကြောင်းရင်းမရှင်းတဲ့ဖျားနာမှုတွေပိုများလာခဲ့ပါတယ်ညအချိန်ရောက်တိုင်းရွာလမ်းမတွေမှာထူးဆန်းတဲ့ခြေစံတွေကြားလာတတ်ပါတယ်တခါတလေလူအုပ်ကြီးလမ်းလျှောက်လာသလိုအတန်တွေအဝေးကနေလာသလိုထင်ရတဲ့တိုးတိုးပြောတတ်နေရွာသားတွေရဲ့နားတွေကိုဝင်ရောက်လာခဲ့ပါတယ်အရင်ကအဖြစ်အပျက်တွေကိုမယုံကြည်ခဲ့ကြတဲ့လူတွေတောင်တဖြည်းဖြည်းနဲ့အဲ့ဒီအကြောင်းကိုပြန်လည်သတိရလာခဲ့ကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့အရင်လိုလွယ်လွယ်နဲ့ဖြေရှင်းနိုင်တော့မှာမဟုတ်ပါဘူးမင်္ဂလာကုန်းရွာရဲ့အမောင်ဘက်ခြံကနှစ်ပေါင်းများစွာထိထိနေခဲ့ပြီးတဲ့နောက်ပြန်လည်နိုးထလာခဲ့ပြီဖြစ်ပါတယ်အစာပိုင်းမှာတော့တယောက်ပြီးတယောက်လူကြီးတွေကလေးတွေအကြောင်းရင်းမရှိပဲဖျားနာမှုတွေဖြစ်လာခဲ့ကြတာပါတချို့လူတွေဟာရုတ်တရက်အားနည်းလာကြပြီးတော့ဆေးကုသမှုခံယူဝေမဲ့မကြခင်မှာပဲအသက်ဆုံးရှုံးသွားခဲ့ကြပါတယ်ရွာသားတွေကအစပိုင်းမှာအတက်နိုင်ဆုံးစူးစမ်းခဲ့ကြပါတယ်မြန်မာဆွေးဆရာတွေကိုခေါ်ခဲ့ကြတယ်အင်္ဂလိပ်ချင်းကိုသိခဲ့ဆရာတွေကိုလည်းအကူအညီတောင်းခဲ့ကြပါတယ်ဒါအပြင်ရွာသားတချို့ကယုံကြည်ကြတဲ့ယောဂဆရာတွေကိုပါခေါ်ယူခဲ့ကြတာပါဒါပေမဲ့ဘသူလာဘာနီးလန်းနဲ့ပဲကူရွာတွေကလူတွေတေဆုံးမှုကတော့ရက်တက်မသွားခဲ့ပါဘူးညအချိန်ရောက်လာတိုင်းမင်္ဂလာကုန်းရွာဟာအရင်ကတည်းကပုံမတိတ်ဆိတ်လာခဲ့ပါတယ်အိမ်တကားတွေစောစောပိတ်ကြပါတယ်မီးရောင်တွေဟာလည်းအိမ်တိုင်းမှာစောစောငြိမ်းသွားကြပါတယ်ဘာကြောင့်လဲဆိုတော့ညသကောင်ရန်အချိန်ရောက်တိုင်းထူးဆန်းတဲ့အတန်တွေထပ်မံကြားလာရလို့ပါတခါတလေရွာလေလမ်းမတွေပေါ်မှာလူအများကြီးရှောက်လာသလိုခြေစံတွေကြားပါတယ်တခါတလေဘသူမှမရှိတဲ့နေရာကနေတရက်ခေါ်နေသလိုအတန်တွေထွက်ပေါ်လာပါတယ်အထူးသဖြင့်ယောဂခံစားပြီးတေဆုံးခဲ့ရတဲ့နေရာမှာထူးခြားတဲ့အဖြစ်အပျက်တွေပုံမဖြစ်ပေါ်လာခဲ့ပါတယ်နေရက်တွေကုန်ဆုံးလာတာနဲ့အမျှရွာသားတွေရဲ့ချောင်းရုံမှုဟာပုံမကြီးမားလာခဲ့ပါတယ်အိမ်တိုင်းမှာဆွဲရည်စိမ်းတွေပြင်းနေခဲ့ပါတယ်မိဘတွေဟာကလေးတွေကိုညဘက်တယောက်တည်းမထားရတော့ပါဘူးလူကြီးတွေဟာလည်းအတိတ်ကဖြစ်ရကြီးကိုပြန်လည်တတိရခဲ့ကြပါတယ်ဒါဟာအရင်ကအဖြစ်အပျက်နဲ့ဆက်နွယ်နေတာများလားဆိုတဲ့အတွေးကလူတိုင်းချင်းထဲမှာဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာအသက်ကြီးသူတချို့ဟာဘိုးတော်ဆိုင်မာရဲ့စကားကိုပြန်လည်သတိရလာခဲ့ကြပါတယ်။သူတို့ကမမေ့ကြနဲ့နှစ်တိုင်းမေတ္တာပို့ပေးကြနှစ်တိုင်းစင်မီးပူတော်ပွဲတွေလုပ်ပေးကြဆိုတဲ့စကားအခုမှအတိတ်ပဲရှိသလိုဖြစ်လာနေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့နောက်ကျသွားပြီးသားဆိုတာဘယ်သူမှမသိနိုင်ပါဘူး။အကြောင်းကတော့မင်္ဂလာကုန်းရွာမှာဖြစ်ပျက်နေတဲ့အရာတွေကတဖြည်းဖြည်းပုံမိုဆိုးရွားလာခဲ့လို့ပါပဲ။လူတစ်ယောက်နှစ်ယောက်10ယောက်နောက်ဆုံးမှာတော့ကလေးတွေနဲ့လူကြီးအပါအဝင်38ယောက်တည်းအကြောင်းရင်းရှင်းရှင်းလင်းလင်းမသိရပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီအချိန်မှာတော့ရွာသားတွေရဲ့စိတ်ထဲမှာတန်တရားမရှိတော့ပါဘူး။သူတို့မိထားခဲ့တဲ့အတိတ်ကအဖြစ်အပျက်တစ်ခုပြန်လည်နိုးထလာခဲ့ပြီဆိုတာကိုနောက်ဆုံးတော့ရွာသားတွေဟာအရင်ကပြက်ကွက်ခဲ့တဲ့စီမီပူတော်ဝဲကိုပြန်လည်ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။စီမီပူတော်ဝဲပြန်လည်ကျင်းပပြီးနောက်မင်္ဂလာကုန်းရွာသားတွေဟာအချင်းတွေပြန်ကောင်းလာမယ်လို့မျှော်လင့်ခဲ့ကြတာပါ။နှစ်ပေါင်းများစွာထိမ့်သိမ်းလာခဲ့တဲ့ကတိကိုပြန်လည်ဖြစ်တည်လိုက်ပြီဆိုတဲ့ယုံကြည်ချက်နဲ့ဇေယီတော်ရှေ့မှာဆုတောင်းမေတ္တာတွေပို့သခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီညပြီးနောက်မှာတော့ရွာတွေကထူးဆန်းတဲ့ဖြစ်ရပ်တွေရက်တံမသွားခဲ့ပါဘူး။အရင်ကထက်တောင်ပိုပြီးတော့ဆိုးရွားလာခဲ့ပါတယ်။မင်္ဂလာကုန်းရွာဟာအတန်မျိုးစုံနဲ့ပြည့်နှက်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ပုံမဆိုးရွားလာတဲ့အဖြစ်အပျက်တွေကြောင့်ရွာသားတွေဟာနောက်ဆုံးမှာတော့ဘိုးတော်စိတ်မာရင်သတိပေးခဲ့တဲ့ပရလောကစီပေါက်သွားရင်ဆိုတဲ့အတိတ်ဘက်ကိုကောင်းအောင်နားလည်လာခဲ့ကြပါပြီ။အခြေအနေတွေကပုံမဆိုးရွားလာတာကြောင့်ရွာသားတချို့ဟာမင်္ဂလာကုန်းရွာကနေထွက်ခွာဖို့စတင်ဆုံးဖြတ်ခဲ့ပါတယ်။အစာပိုင်းမှာတော့တအိမ်နှစ်အိမ်အနီးနားကရွာတွေမြို့တွေပေါ်ကိုပြောင်းရွှေ့သွားခဲ့ကြပါတယ်။ရွာထဲမှာကြံခဲ့လူတွေအတွက်လည်းအခြေအနေကတော့ပုံမဆိုးရွားလာတာပါ။ဒီချိန်ကစီကားခဲ့တဲ့ရွာလမ်းတွေကတဖြည်းဖြည်းတိတ်ဆိတ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်္ဂလာကုန်းရွာသားအများစုဟာသူတို့ရဲ့နေအိမ်တွေလဲတွေယာတွေကိုပစ်ထားခဲ့ပြီးတော့ရွာကနေအပြီးပိုင်ထွက်ခဲ့ကြပါတော့တယ်။အချိန်နဲ့ငယ်အတွင်းမှာပဲလူသူကင်းမဲ့တဲ့ရွာပြည့်ကြီးတစ်ခုဖြစ်သွားခဲ့တာပါ။အိမ်ဟောင်းတွေမှာတစ်ပင်နွယ်ပင်တွေတက်လာခဲ့ပါတယ်။လမ်းမေးမှာမြက်ပင်တွေဖုံးလွှမ်းလာခဲ့ပါတယ်။တခါတော့ကလူတွေသွားလာခဲ့တဲ့နေရာဟာတိုက်ဆိတ်ပြီးအထီးကျဆန်တဲ့နေရာတွေဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့လူမနေတော့တဲ့မင်္ဂလာကုန်းရွာဟောင်းကိုတစ်ပင်တွေထူထပ်စွာဖုံးလွှမ်းသွားခဲ့ပါတယ်။လူသွားလူလာမရှိတော့တဲ့အတွက်အဲ့ဒီနေရာကိုနောက်ပိုင်းမှာတစ်တော်ကျိုးဝိုင်း area အဖြစ်အစိုးရကသတ်မှတ်ခဲ့ပါတယ်။အနီးနားမှာနေထိုင်တဲ့လူငယ်မျိုးဆက်တွေတောင်ဒီချိန်ကဒီနေရာမှာရွာတရွာရှိခဲ့ဘူးတဲ့ဆိုတာကိုတော့မသိကြတော့ပါဘူး။အိမ်ဟောင်းတွေရဲ့အုပ်ချိုးအုပ်ပဲတွေကြားမှာဒီချိန်ကဒီနေရာမှာလူတွေနေထိုင်ခဲ့ဘူးတဲ့ရဲရောင်တွေကိုတော့တွေ့မြင်နိုင်ပါသေးတယ်။ဒါပေမဲ့ဒီနေရာကိုသိတဲ့လူကတော့နှဲပါလာခဲ့ပါပြီ။အချိန်ကြာလာတဲ့မြမင်္ဂလာကုန်းဆိုတဲ့နာမည်ဟာလည်းလူတွေရဲ့မှတ်ဉာဏ်တွေကနေတပြေးပြေးပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့တစ်တော်ကြားထဲမှာတော့ဟောင်းနှမ်းနေတဲ့စေရီတော်တဆူဟာယနေ့တိုင်တိတ်တဆိတ်တည်ရှိနေသေးဖြစ်ပါတယ်။အဲ့ဒီစေရီဟာတာမန်စေရီတဆူတော့မဟုတ်ခဲ့ပါဘူး။အဲ့ဒါဟာနာကျင်မှုတွေကြားကမွေးဖွားလာခဲ့တဲ့စေရီတဆူဖြစ်ပါတယ်။မိမိတို့ရဲ့ချစ်ရသူတွေကိုဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့မျက်ရည်တွေနောက်ကြမှာနားလည်ခဲ့ရတဲ့နောင်နာတွေ
မြစ်တာနဲ့တောင်းပန်မှုတွေအဲ့ဒီအရာအလုံးရဲ့အမတ်တရားတစ်ခုဖြစ်နေခဲ့ပါတယ်ဘိုးတော်စိန်မာနေပြောခဲ့သလိုမေးလျော့ခြင်းကပိုနာခြင်းစေတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသတိပေးနေသလိုပါပဲဒီဖြစ်ပျက်ကိုသိရှိခဲ့တဲ့သူတွေကတော့မင်္ဂလာကုန်းရွာဟောင်းရဲ့အကြောင်းကိုယနေ့ထက်တိုင်ပြောပြနေကြဆဲဖြစ်ပါတယ်တချို့ကတော့အဲ့ဒီနေရာမှာဖြစ်ခဲ့တာတွေကမကျွတ်လွတ်တဲ့ဝိညာဉ်တွေရဲ့အရေးအယောင်တွေဖြစ်တယ်လို့ယုံကြည်ကြပါတယ်တချို့ကတော့အဲ့ဒီနေရာဟာနာကျင်မှုတွေစုဝေနေတဲ့နေရာတစ်ခုသာဖြစ်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာကုန်းရွာရဲ့ဆက်လံကတော့လူတွေရဲ့စိတ်နှလုံးထဲမှာမိကုန်းတစ်ခုခြံထားခဲ့ပါတယ်အခက်အခဲတွေတွေးကြုံလာတဲ့အချိန်မှာလူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ဟာဘယ်လောက်ထိအကျိုးဆက်တွေဖြစ်စေနိုင်တယ်ဆိုတဲ့မိကုန်းပါပဲအဲ့လိုပါပဲကျွန်တော်တို့ရဲ့လူဘဝကြီးမှာလည်းအမြဲတမ်းရွေးချယ်မှုတွေနဲ့ပြည့်နှက်နေစမြဲပါပဲတခါတလေအခြေအနေတွေကခက်ခဲလို့မန်ကန်နဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့တော့မလွယ်ကူပါဘူးဒါပေမဲ့ကျွန်တော်တို့မမေ့တင်တာကတော့လူတိုင်းမှာအသက်တစ်ချောင်းစီရှိပါတယ်လူတိုင်းမှာခံစားချက်ကိုယ်စီရှိပါတယ်နာကျင်ကြရသူတွေကိုမေ့လျော့မထားဖို့နဲ့အသက်ရှင်နေသူတွေအနေနဲ့အတိတ်ကသင်ခန်းစာတွေကိုသတိရနေဖို့လိုအပ်ပါတယ်မင်္ဂလာကုန်းရွာရဲ့ဆက်လံဟာဝိညာဉ်တွေအကြောင်းနဲ့မဟုတ်ပါဘူးဒါဟာလူသားတွေရဲ့မြတ်တာတာဝန်ယူမှုနဲ့နောက်နောက်အကြောင်းပြပြနေတဲ့ဇလန်တစ်ပုဒ်လည်းဖြစ်ပါတယ်ဒီအဖြစ်အပျက်တွေမှာပါဝင်ခဲ့ကြတဲ့မိသူမဆိုယနေ့ထက်တိုင်အေးချမ်းရပုံမှာရှိနေကြပါစေမကြလို့တဲ့ဝိညာဉ်များလည်းငြိမ်းချမ်းစွာအနားယူနိုင်ကြပါစေဟုတ်ကဲ့ပါဒီနေ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်မင်းဒုက္ခပဲဖြစ်ပါတယ်ဒီလိုဇလန်မျိုးတွေဖြစ်ရမှန်ဇလန်တွေကိုဆက်လက်နားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မင်းဒုက္ခ Dark Story Facebook page နဲ့ YouTube channel လေးကို like and subscribe နဲ့ follow လေးလုပ်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတစ်ပုဒ်အသစ်နဲ့ပြန်လည်တွေ့ဆုံပါအောင်မယ်အားပေးမှုအတွက်ကျေးဇူးအထူးပဲတင်ရပါတယ်ဗျာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ